တတိ ဟုတ်ကဲ့ချာတလိပါကျွန်တော်ပြည့်တယ်ပဲချာ ရမမင်း ဟုတ်ပါ မရဲပြီရလာကြ ဟုတ်ကဲ့ ကျွန်တော်မလဲပြီမပြန်ချင်တော့ပြောတယ်ဒီမှာကျွန်တော်ตายရနေပြီ မင်းကလည်းကွာစိတ်ထင်းသားမှာ အဖကြီးတော့ဒီလမ်းလာပါ ကွာ ဟာရှီယာ ဟိုလေဟိုလူပြူရောက်ခရဲရလေငါညမလောက်ချောတယ်တား နဲ့အဲ့ဝယ်ဆွဲနေတာပါလားကြည့်ရတာငါဖေတယောက် policy ပြောင်းလိုက်နေတွေ့လား မပြောင်းငါပဲဆံမကုန်ကြီးငါအကြီးအတကားရတယ်အကုန်စားကြီးငါအကြီးငါရဲ့စီးစိမ်ဥစ္စာတည်ရခိုင်နေငါအကြီးအဲ့ဒါငါအကြီးလုံးပါ ဒီစားကျမမင်းရဲ့ခရီးပပမောင်ပြောလာခေါ်လဲပါ မင်းကလူပြအချင်းနဲ့ခုချိန်ထိမပြောက်သေးဘူးဟမ် အဖဘာလုပ်လဲ ငါကသမီးတော်လေးရဲ့ဖိုင်ကိုကင်းလိုက်တာ ဖေလိုကိုင်းနေတာ ဟာ မေလာမဲ ရှင်တို့ဘယ်သူတွေလဲဘာကိစ္စတော့ လမ်းမတော်ဖိုတိုရဲ့တပည့်တန်တရာမပူရဲ့ assistant ကီလီစာမီဆိုတာငါပဲ ဒီမှာကီလိုစာမီ ဘာကီလိုစာမီလဲကီလီစာမီအမလည်းမလောက်တော့ မောင်မင်းတို့ရဲ့ပါဝါကိုခိတ္တခဏရုပ်သိမ်းထားစီလူပြည်စင်းပြီးခွေးရပရပိုက်ကိုမရရအောင်ရှာစီမရမချင်းပြန်ပလာနဲ့တစ်ချက်တော့မိတ်တော့ အမေဖေးရဲ့မချမကောင်းဘူးဘယ်လဲမစားနဲ့တကယ်မမီ ဖော်ရင်နာခြာတလိဖော်ရင်နာဆိုတာဘာလဲ ပေါ်ရင်နာဆိုတော့မှတ်ထားပါရဲ့ဖာအိန်တော်လို့ပြောတာဟုတ်တယ်နော်ညီမလေးနော် ဟင် ဟိုသမီးလေးနဲ့နေရာချထားပြီးဖို့ TV season မလို့အဲ့ဒါ သမီးနဲ့နေရာချလာပဲမလို့ ဟုတ်တယ်ဗျာ အဲ့လိုတော့မလုံးနဲ့ဗျာအဲ့လိုတော့လုံးနဲ့ဗျာငမရှုပ်ပိတ်တော့မလုံးနဲ့နော်ဟိုတတလူလိုစစ်စစ်ဗျာ For You Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ iOS ဖုန်းမှာဆိုရင် App Store မှာ For You Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။